ပြည်လူရွာသားရပါစီကြောင့်တို့တွေအားလုံးတောင်းစုပြုနေမှာမေတ္တာတရားနဲ့ဒီကဘာမြေကြီးအမြဲချုံလွမ်းလို့အေးချမ်းကြစေမှာငါဆိုတဲ့လူများမနာထောင်လွာမွေးဖွားခြင်းသေးဆုံးခြင်းနဲ့ချာကာလာလေးတစ်ခုမှညနွမ်းတဲ့စိတ်ဓာတ်များနဲ့ဆက်ရှင်တန်သွားရင်အပေပုံလာမှာပိတာသောလူများဖြူစင်မြေတားတရားကိုထားအမြကောင်းတို့တဲ့ဘူးရွယ်လို့နှလုံးဝင်ပီတိပြမြင်မြတ်တဲ့စိတ်ထားလေးများထားကြည်ကြနမ်းပါသူကလေးဘုံရောက်ရာလူဘဝဟာချိန်ခဏလေးပါရိုးသားသောနေထိုင်ကြစမ်းပါတခြားသောဘဝတွေကိုငဲ့ညာအကျဉ်းသားတရားနဲ့စေတနာထားလျက်ရိုးသားပြီးနေထိုင်လိုက်စမ်းပါရတာရပါစီတောင်းတို့တွေအားလုံးတောင်းစုပြုနေမှာမေတ္တာတရားနဲ့ဒီကဘာမြေကြီးမြတ်ချုံလွမ်းလို့အေးချမ်းကြစေမှာသူပြည်ရတာရပါစီတောင်းတို့တွေအားလုံးတောင်းစုပြုနေမှာမေတ္တာတရားနဲ့ဒီကဘာမြေကြီးမြတ်ချုံလွမ်းလို့